ဒီပုံမြင်လေးကတော့ကဘာကျော် Arab ညများ1001 Nights ထဲကတငါတဲ့နဲ့ဂျင်းနီဘလူးဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်။တငါတဲ့နဲ့ဂျင်းနီဘလူး။အိုးပညာရှိပြီးမင်္ဂလာပေါင်းနဲ့ပြည့်စုံတော်မူတဲ့အရှင်မင်းကြီးတခါတုန်းကအလွန်စီးရဲတဲ့တငါတဲ့တယောက်ရှိတဲ့။သူဟာတနေ့ကိုပိုက်ကွန်3ချိန်ပဲချမယ်လို့ဖျားသခင်ရှိမှသစ္စာဆိုထားတဲ့သူပေါ့။တနေ့တော့ညနေဆောင်အချိန်မှာထုံးစံအတိုင်းပင်လယ်ကမ်းခြေကိုဆင်းလာခဲ့တယ်။ကောင်းကင်မှာလာမင်းကြီးထွန်းလင်းလာတဲ့အထိစောင့်ဆိုင်ပြီးတဲ့နောက်သူဟာပိုက်ကွန်ကိုရေထဲကိုတေးသေးချာချာလွတ်တင်လိုက်ပါတယ်။ခဏကြာလို့ပိုက်ကိုပြန်ဆွေးလိုက်တဲ့အခါတော်တော်လေးလေးလံနေတာကိုခံစားလိုက်ရတယ်။ဒါနဲ့သူကဝမ်းသာအားရနဲ့တချင်းတောင်ဆူမိလိုက်သေးတယ်။ငါရဲ့လှပတဲ့ငါးလေးတွေရဲ့ငါပိုက်ထဲကိုတိုးဝင်လာကြစမ်းပါမင်းတို့ကိုမြင်ရင်အိယာပေါ်မှာကောင်းကောင်းအိတ်နေတဲ့တထေးတွေတောင်နိုးလာပြီးငွေကြေးတွေပေးလို့ဝယ်ကြလိမ့်မယ်။ဒါပေမဲ့ပိုက်ကွန်ကိုဖွင့်ကြည့်လိုက်တဲ့အခါမှာတော့တငါတဲ့ခမရထိတ်လန့်သွားရတယ်။ဘာဖြစ်လို့လဲဆိုတော့ပိုက်ထဲမှာပါလာတာကမြဲသေးတကောင်ခက်နေလို့ပါ။မြဲသေးကြီးလား။သူကစိတ်ပြက်လက်ပြက်နဲ့အော်ဟစ်လိုက်တယ်။ငါကံကြမ္မာကတော့တကယ်ကိုစိုးတာပဲ။ငါမိသားစုတစုလုံးအက်ပြက်နေတာတည့်ရသားနဲ့ဘာလို့မြဲသေးကြီးပေးရတာလဲ။သူဟာနှာခေါင်းကိုတစ်ဖက်ကပိတ်ကြံနဲ့လက်တစ်ဖက်နဲ့အပုပ်နဲ့နာလာတဲ့မြဲသေးကြီးကိုပိုက်သေးကနေခက်ခက်ခဲခဲဖယ်ထုတ်လိုက်ရတယ်။အဲဒီနောက်ဒုတိယအကြိမ်ထဲပိုက်ကွန်ကိုတေးသေးချာချာထချလိုက်ပြန်နေ။ပိုက်ကွန်နစ်ထွားတာကိုစောင့်ပြီးပြန်ဆွဲလိုက်တဲ့အခါပထမတစ်ခေါက်ထက်တောင်ပိုလေးလံနေတာကိုတွေ့ရပြန်နေ။အရန်လေးလံလို့သူဟာကမ်းပေါ်ကိုပြန်တက်တစ်သားတိုင်တိုင်ကိုမြေကြီးထဲရိုက်သွင်းပြီးပိုက်ကွန်ကြိုးကိုအဲ့ဒီတိုင်မှာခြီလိုက်ရတယ်။သူခန္ဓာကိုယ်ထဲရှိသမျှအားရင်တွေအကုန်သုံးပြီးပိုက်ကိုအားရပါရဆွဲတင်လိုက်တယ်။ဒါပေမဲ့ကခုတ်နေငါးတွေအစားသူတွေးလိုက်ရတာကတော့တဲတွေအပြည့်နဲ့ဟောင်းနှမ်းစုပ်ပြတ်နေတဲ့တစ်တာအပြက်ကြီးတနှုံးပဲချင်နေတယ်။သူကဒေါသတကြီးနဲ့အော်လိုက်ပြန်တယ်။တစ်တာကြီးလားငါ့ရဲ့လုတ်အားခါကဒါပဲလားဒါမှမဟုတ်ငါ့ရဲ့ကန်ကောင်းချင်းတွေကဒီတစ်တာထဲမှာပဲမြုပ်နှံထားတာလားသူဟာစိတ်တိုနဲ့တစ်တာကိုအားရပါရကန်ပြစ်လိုက်တယ်။ဒါပေမဲ့ခဏအကြာမှာစိတ်ကိုပြန်ထိန်ပြီးပိုက်ကွန်ကိုစေးကြိုးလို့ဒုတိယအတော့အဖြစ်ပြင်ဆင်လိုက်တယ်။အရုံတခါနူးရဲ့ချိန်မှာတော့တငါသေးထားလက်နှစ်ဖက်ကိုမြှောက်ကောင်းကင်ကိုမော့ကြည့်ပြီးဆူတောင်းလိုက်တယ်။အိုးဖယားသခင်ကျွန်ုပ်ကိုတနာတော်မူပါကျွန်ုပ်မှာဒီအလုတ်ကလွယ်လို့အခြားအလုတ်မရှိပါဘူး။တနေ့ကို3ချိန်ပဲပိုက်ချမယ်လို့လဲတစ္ဆာဆိုထားမိပါတယ်။အခုဆိုရင်ဒါဟာနောက်ဆုံးအချိန်ပဲဖြစ်ပါတယ်။ကျွန်ုပ်ရဲ့ကံကြမ္မာကဘယ်လိုပဲဖြစ်ပါစေဒီတစ်ခေါက်တော့ကံကောင်းပါစေတာ။သူဟာရင်တတိခိတ်နဲ့ပိုက်ကွန်ကိုပင်လေတွေလွှတ်လိုက်တယ်။တက်တီယာအချိန်တော့ကံကောင်းမှာပါလို့လဲသူ့ဘာသာသူတိုးလေးရီရိုးနေမိတာပေါ့။နောက်ဆုံးပိုက်ကွန်ကိုကမ်းပေါ်ဆွဲတင်လိုက်တဲ့အခါမှာတော့တငါသေးဟာအံ့အားသင့်သွားရတယ်။ဘာဖြစ်လို့လဲဆိုတော့ပိုက်ထဲမှာငါးတွေအစားကြီးဝါအိုးကြီးတစ်လုံးပါလာလို့ပါ။အိုးကလဲပင်းရှည်ရှည်နဲ့အပေါ်မှာအဖုံးကိုခဲနဲ့တေးသေးချာချာပိတ်ထားတဲ့အိုးကြီးတစ်လုံးဖြစ်နေမှာတော့တယ်။တငါတဲ့ကဓာကိုကျင်းနီစေးမှာတွားရောက်ရင်ကျုံဝဲဖို့ပတ်စံရမှာတယ်လို့ဝမ်းသာအားရတွေးလိုက်ပါတော့တယ်။တငါတဲ့ဟာကြေးအိုးကြီးကိုမကြည့်ပေမဲ့အရန်လေးနေတာကြောင့်အထဲမှာဘာရှိသလဲသိရအောင်လွတ်ခကြည့်လိုက်တယ်။ဦးအဖုံးပေါ်ကစာရင်းတွေထွင်းထားတဲ့ခဲတံစိတ်ကိုစစ်ဆေးပြီးနောက်ဓာတ်နဲ့အသားရထိုးဆူပြီးဖွင့်လိုက်တယ်။အိုးကိုစောင်းကြည့်ပေမဲ့ဘာမှထွက်မလာဘူး။အိုးကလေးနေရက်နဲ့ဘာမှမရှိတာကိုသူ့စပေးစဝါထစ်ပါပြီးအထဲကိုလက်နိုင်ကြည့်တော့လေဗလာဖြစ်နေပြန်ရော။အဲ့ဒီအချိန်မှာပဲအိုးထဲကနေမီးကိုလုံးကြီးတွေဒလိမ့်လိမ့်ထက်လာပြီးကောင်းကင်ရန်တိမ်တိုက်တွေအထိမြင်းတက်သွားပြီးနောက်မဲမောင်နဲ့မြူကိုတွေအဖြစ်ပြောင်းလဲသွားပြီးရေယာမဂျင်းနီဘလူးကြီးတကောင်ဟဲပုံတံထက်လာတော့တယ်။ခေါင်းကကောင်းကင်ကိုထိနေပြီးခြေထောက်ကတဲပင်ဖော်မှာနင်းထားတာပေါ့။တငါတဲ့ဟာထွက်ပြေးခြင်းပေမဲ့ကြောက်လန့်လွန်းလို့ခြေကုံလက်ပန်းကျပြီးကြောက်ရွံ့လို့ရက်နေမိတယ်။ဘလူးကြီးရဲ့ပုံတံကကြောက်စရာကြီးခေါင်းကဂူးပြီးမှန်ကြည့်လို့ပဲမျက်လုံးတွေကမီးအင်ကြီးနှလုံးလိုတောက်နေပြီးနှာခေါင်းပေါက်တွေကတပိုးခရာကြီးတွေအတိုင်းပဲအရွက်တွေကစိတ်နှရွက်လောက်ရှိပြီးပါဇက်ကတော့ကြောက်စရာကောင်းတဲ့ဂူးတစ်ခုလိုပါပဲသွားတွေကတင်ချိုင်းကဂူးတင်ချိုင်းကြောက်တိုင်တွေလိုစီနေပြီးအဆွဲကြီးနှစ်ချောင်းကလည်းညက်ဖက်ကြီးတွေလိုပဲဘလူးကြီးကအော်ဟစ်လိုက်တယ်အိုးဖျားသခင်ရဲ့တကူးရှင်ပျောဖက်ဆူလီမန်ရဲ့ကျွန်ုပ်ကိုခွင့်လွတ်ပါ
ကျွန်ုပ်သင်ခန်းစာရပါပြီနောက်ခါအရှင်မင်းကြီးကိုမပုံကန်တော့ပါဘူးတငါတဲ့ဟာဘလူးကြီးတုံတုံရင်ရင်နဲ့တောင်းပန်နေတာကိုမြင်တော့သက်တီမွေးပြီးမေးလိုက်တယ်မင်းပါတွေပြောနေတာလေပယောဖက်ဆူလီမန်ကွယ်လွန်သွားတာနှစ်ပေါင်းထောင်ရှိလာတောင်ရှိပြီမင်းကဘသူလဲဘာလို့အဲ့ဒီအိုးတဲ့ရောက်နေတာလဲဘလူးကပြန်ပြောတယ်ဝမ်းသာစမ်းတငါတဲ့ရဲ့အရန်ကိုဝမ်းသာလိုက်စမ်းပါတငါတဲ့ကငါရဲ့ကန်ကောင်းတဲ့နေ့ရောက်ပြီဟေ့လို့ဝမ်းသာအားရတွေးလိုက်တာပေါ့ဒါပင်ပဲဘလူးကဆက်ပြောတယ်မင်းကိုငါတတ်တော့မှာမို့လို့ဝမ်းသာခိုင်းတာဘာလို့တတ်မှာလဲငါကမင်းကိုပင်လေတဲကဆွဲတင်ပြီးအိုးတဲကနေလှုပ်ပေးခဲ့တာလေလို့တငါတဲ့ကညင်းတယ်ဘလူးကမြန်မြန်လို့မင်းတေဂာနီစန္ဒတခုတောင်းဆိုလို့ပြောတဲ့အခါတငါတဲ့ကဆုလာပြီးတော့မယ်အထင်နဲ့ပျော်သွားသေးတယ်ဒါပေမဲ့ဘလူးကဘယ်လိုနည်းနဲ့အသေးခံခြင်းတလဲဆိုလာပဲရွေးခိုက်လာလို့ပြောလိုက်တဲ့အခါမှာတော့တငါတဲ့ဟာထိုက်လန့်တကြအော်ဟစ်တော်တာပေါ့တငါတဲ့ဤပရိယိတ်တငါတဲ့ကသူ့ဘာသာသူတွေးလိုက်တယ်ငါကလူသားပဲဖျားသခင်ကငါ့ကိုအသိဉာဏ်ပေးထားတယ်ဒီအရိုင်းအဆိုင်ဘလူးကိုဉာဏ်နဲ့အနိုင်ယူဟာမယ်သူကဘလူးကိုမေးလိုက်တယ်ကောင်းသည်မင်းတက်တာခံမမယ်ဒါပေမဲ့မသေးခင်တခုလောက်မေးပါရစေမင်းတကယ်ပဲဒီအိုးသေးသေးလေးထဲမှာနေခဲ့တာလားငါ့ကိုညာနေတာမဟုတ်လားလို့တငါတွေကညင်းတယ်ဘလူးကတကယ်နေခဲ့တာပေါ့လို့ပြန်ပြောတယ်တငါတွေကမယုံဘူးမင်းခြေထောက်တစ်ဖက်တောင်ဒီအိုးသေးဆက်မှမဟုတ်ဘူးငါမျက်စိနဲ့တအားမမီရရင်ဘယ်တော့မှမယုံဘူးလို့စိန်ခေါ်လိုက်တယ်ဒါနဲ့ဘလူးကြီးဟာမိခိုးအသွေးပြောင်းပြင်းပြီးအိုးသေးကိုတဖြည်းဖြည်းချင်းတော်ဝင်သွားတယ်အကုန်လုံးအထဲရောက်သွားတဲ့အချိန်မှာကဲအခုတော့ယုံပြီလားလို့အိုးထဲကနေအော်မိတယ်ချက်ချင်းဆိုသလိုတငါတဲ့ဟာခဲဆူတန်းစိတ်ကြီးနဲ့အိုးဝါကိုပိတ်ပစ်လိုက်ပြီးအော်ပြောလိုက်တယ်ကဲအခုမင်းကိုဘလို့တက်ရမလဲပြောစမ်းကြီးစုခန်းနေဘလူးကြီးဘလူးကအိုးထဲကနေအတင်းယုံထွက်ပေးမယ်မရတော့ဘူးသူကငါနောက်တာပါတငါတဲ့ရဲ့ငါ့ကိုလွတ်ပေးပါလို့တောင်းပန်ရှာတယ်ဒါပေမဲ့တငါတဲ့ကမင်းကိုပင်လေတဲ့ပြန်ပစ်ချပြီးအနားမှာထဲထိုးမယ်ဘဲတငါတဲ့မှမင်းကိုဆွဲမတင်မိအောင်ငါတားဆီးမယ်လို့ပြောလိုက်တယ်အဲ့ဒီနောက်တငါတဲ့ကဘလူးကိုယူနန်မင်းကြီးနဲ့ဆရာဝန်ဒူဘန်ဆိုတဲ့ပုံပြင်ကိုပြောပြပြီးကျေးဇူးခန်းတဲ့လူတွေရဲ့နေကုန်းဟာဘလို့ဖြစ်တတ်တယ်ဆိုတာကိုသင်ခန်းစာပေးခဲ့တယ်နောက်ဆုံးမှာတော့ဂျင်းနီဘလူးကဖျားသခင်ရဲ့နာမတော်ကိုတိုင်တီးပြီးသစ္စာဆိုတယ်သူ့ကိုလွတ်ပေးရင်ဘယ်တော့မှဘေးမပြူတော့ပဲမတွေးဝင်စရာချမ်းသာကြွယ်ဝမှုတွေပေးပါမယ်လို့ကတိပြုတယ်တငါသေးလည်းအိုးကိုဖွင့်ပေးလိုက်တယ်ဘလူးကတငါသေးကိုတောင်မွန်ကချက်ပြီးသူတခါမှမမြင်ဘူးတဲ့အိုင်ကြီးတစ်ခုစီခေါ်သွားတယ်အဲ့ဒီမှာပိုက်ကွန်ချခိုင်းတဲ့အခါအယောင်ပွဲစုံလေးလှတဲ့ငားတွေကိုရခဲ့တယ်ဘလူးကသူ့ခြေထောက်နဲ့တစ်ချက်ကန်လိုက်တဲ့အခါမြေကြီးဟာသွားပြီးဘလူးကြီးငုံရွှေ့ပြောက်ကွဲသွားတယ်တငါတဲ့ရခဲ့တဲ့ငားတွေဟာလည်းခဏချင်းမှာပဲပတမြားများပလဲနဲ့တန်တာကြောက်တူအထီကိုပြောင်းလဲသွားပြီးတငါတဲ့ဟာတသက်ဆမကနိုင်တဲ့တထေးကြီးဖြစ်သွားတော့တယ်ရှယ်ဟာဇက်ဤပရိယိတ်ပုံမြန်ပြောလို့အဆုံးသတ်တဲ့အခါမှာမိုးလင်းခါနေနေပြီးတဲ့ရှယ်ဟာဇက်ကဒီပုံမြန်မှကောင်းပေမဲ့တငါတဲ့ရဲ့ညီကိုအထန်းတော်ကြီးနဲ့အမျိုးသမီး၃ယောက်အကြောင်းပုံမြန်လောက်မစိတ်ဝင်စားဘူးမကောင်းဘူးလို့ပြောပြီးနောက်ထပ်ပုံမြန်အသစ်တစ်ခုကိုလမ်းစားချပြန်ပါလေဘယင်ကလေးရှာရာယာကလည်းနောက်ထပ်ပုံမြန်ကိုနားထောင်ခြင်းလွန်လို့ရှယ်ဟန်ဇက်ကိုဒီနေ့လဲမသက်တော့ပဲနောက်တညအသက်ရှင်ခွင့်ပေးလိုက်ပါတော့တယ်ညီအမနှစ်ယောက်ဟာသူတို့ရဲ့အကြံစီအောင်မြင်လို့ဖလဲပကဲငိုကြွေးဝမ်းပါချက်ခဲကြပါတယ်နောက်ထပ်အထမ်းပေါ်ကြီးနဲ့အမျိုးသမီး၃ယောက်အကြောင်းပုံမြင်ဆက်နာစနိုင်ဖို့ channel လေးကို subscribe လေးလုပ်ခဲ့ပေးပါအောင်နော်အသစ်တွေတင်တိုင်းသိရအောင်လဲဘေးက notification ခေါင်းလောင်းလေးကိုနှိပ်ခဲ့ပေးပါအောင်နော်ကဲနောက်နေ့တွေမှာအသစ်တွေနားထောင်ကြပါစို့